လူတယောက်ပထမဆုံးလှုပ်လို့တဲ့ချိန်မှာမှားတတ်တယ်ဒါတဘာဝပဲဒုတိယချိန်လှုပ်တဲ့အခါမှာနည်းနည်းသိလာမယ်တတိယချိန်လှုပ်တဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာနားလည်လာမယ်အဲ့ဒါကြောင့်မှားတာကိုမကြောက်နဲ့မှားတာကသင်ပေးနေတဲ့ဆရာပဲအလုံးလုံးနေတဲ့ချိန်မှာကိုယ့်ရဲ့အုံနောက်ကတစ်ခုခုကိုမှတ်ထားနေတယ်ဒီလိုလုပ်ရင်အဆင်မပြေဘူးဒီလိုလုပ်ရင်အောင်မြင်တယ်ဒီလိုနဲ့ပဲအတွေ့အကြုံကတဖြည်းဖြည်းစုလာတယ်ဒါကြောင့်အောင်မြင်သူတွေကိုကြည့်ပါသူတို့ကတခြားလူတွေအတွက်ပိုတက်နေလို့ပိုအလုံးလုံးဖို့လို့ပဲကွာခြားချက်ကဒါပဲအလုံးလုံးပါမှမကြောက်ပါနဲ့ပြန်လေ့လာပါဒီအရာတွေကိုထက်ခါလုပ်ရင်တနေ့မှာကိုဟာအတွေ့အကြုံကြီးတဲ့သူတယောက်ဖြစ်လာမယ်အလေးချင်းများတဲ့သူကအတွေ့အကြုံများတယ်အတွေ့အကြုံများတဲ့သူကအရာရာကိုဥဆောင်သွားနိုင်respect မရှိတဲ့နေရာမှာစ조사လေကိုတန်ဖို့ကြလိမ့်မယ်။နေမကောင်းတဲ့နေရာမှာမျိုးစရာလည်းမပေါက်နိုင်ဘူး။ respect မရှိတဲ့နေရာမှာလည်းကိုယ့်ရဲ့တဲလန့်မတောက်ပါဘူး။ကိုယ့်ကိုတန်ဖိုးမထားတဲ့နေရာမှာစ조사နေတာထက်ကိုယ့်ကိုတန်ဖိုးထားတဲ့နေရာမှာရွေးပြီးရက်လိုက်။ကိုယ့်ကို respect မရှိတဲ့နေရာကထွက်လာနိုင်တာကအောင်မြင်မှုပဲ။လူတချို့ကိုယ့်ရဲ့တန်ဖိုးကိုမမြင်နိုင်တာကကိုကတန်ဖိုးမရှိလို့မဟုတ်ဘူးနော်။သူတို့မမြင်နိုင်တဲ့နေရာမှာကိုကရက်နေလို့ပဲ။ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနေရာတွေစီရွေးပြီးသွား။နေရမှန်ရင်ကိုယ့်ရဲ့တန်ဖိုးကရှင်းရှင်းလင်းလင်းတောက်ပါလာမယ်။သူများတခွန်းဆဲရင်ကိုကနှုတ်ပြန်ဆဲလိုက်ရတာကိုငါနိုင်တယ်လို့ပုံယူမနေနဲ့။အဲ့ဒါကကိုနိုင်တာမဟုတ်ဘူးကိုရှုံးသွားတာ။သူကအာကုသူနေပြီးကိုကသူ့ထက်အာကုသူနှစ်ဆဖြစ်သွားတာ။လူတိုင်းဟာတန်ရာခီးကိုတွားနေကြတဲ့လူဖြစ်တယ်။အားလုံးမတူညီတဲ့အခက်အခဲကိုစီရှိတဲ့အတွက်အချင်းချင်းကြမ်းကြမ်းတန်တန်တူပေါ်တူမဆက်ဆံသေးဘူး။ညင်ညင်သာသာနဲ့အကျင့်ငါတရားတွေနဲ့ဆက်ဆံတယ်။တခြားသူကကိုယ့်ပေါ်မှာစာနာနားလဲထားတာကိုလိုလားကြပဲပဲကိုတိုင်းကသူတစ်ပါးပေါ်စာနာနားလဲပေးဖို့ကိုမေ့နေကြတယ်မမေ့ရအောင်ကိုယ့်စိတ်ကိုအမြဲတမ်းစောင့်ကြည့်နေတယ်